coffee လေးလည်းရပါပြီပေါ့နော်ဆိုတော့ coffee ကတော့ဒီလိုလေးပါဒါကတော့ဟောင်းဆိုင်တွေရောင်းတဲ့ဆိုင်တွေဖြစ်ပါတယ်ဒါ Greater Village မှာ Oh good morning အေးရှင်ရပြန်လာပြီးတော့အခုcherry blossom နေပွင့်ပြီလားကိုဝါချီတယ်ဒီဘူးပြောင်းနေတယ် Okay cherry blossom တွေက Greater Village မှာသွားကြည့်ပါမယ်အဲ့တော့ like ခဲ့ပါနှခမ်းနေမစိုးလို့ရှင်လေနှခမ်းနေအရန်ချောက်တာဒီမှာလေနှခမ်းနေဘလောက်အကောင်းစားပဲဝဲဒါပဲ Blitex ဆိုရယ် brand ပဲကောင်းတယ် Max တို့L'Oreal Dior နှခမ်းနေ90 80တော့ကောင်းစားတွေဝယ်လို့လဲအလကားပဲဒီမှာလေအဲ့တော့နောက်ဝိတ်ဆုံးတော့လေဒါနဲ့ပဲအဆင်ပြေတယ်ဒါဆိုလို့ရှိရင်အကြာကြီးခံတယ် moisturizer လဲ less long 30% UV လဲပါတယ်ဆိုတော့ aerosol အမှ cafe တွေရှိရယ်ပြီးရင် Greater Village ဆိုတော့ချိုးတို့ဒီမှာမိုးတွေကတောက်လျှောက်ရွာနေတာဟောလောက်ရှိပြီပေါ့နော်တပတ်လုံးပဲဒီနေ့မနေ့ကနဲ့ဒီနေ့မှနေလေးစတွေ့ရတာရွာတာမှတော်တော်ကြီးကိုခြေနေစူးစူးဝါးဝါးကိုရွာတာဒီနေ့က cherry blossom တွေကပွင့်တာလေသူကနောက်ကြတယ်ပုံမှန်ဆိုလို့ရှိရင် cherry blossom ကSeptember 2 week လောက်ဆိုလို့ရှိရင်သူကပွင့်ပြီကွာဒါပေမဲ့ဒီနှစ်ကအခုအိမ်သားအပင်ဆိုလို့ရှိရင်လည်းသူကပွင့်သေးဘူးအပွင့်တော့ပွင့်ပြီတပွင့်စားနှစ်ပွင့်စားတအိမ်တစ်ချမ်းတပင်လုံးမြိုင်ဆိုင်နေအောင်မပွင့်သေးဘူးအဲ့မှာ cafe ရှိရယ်ကွာ library ရှိတယ် Greater Village ဆိုတာပြီးလို့ရှိရင် offshore တွေရှိတယ်ချိုးရဲ့ဒီ offshore vlog လေးကြည့်ရသူဆိုလို့ရှိရင်အဲ့ offshore ကဘာတွေရောင်းလဲဆိုတာကိုသိလိမ့်မယ်အဲ့တော့အဲ့ video လေးကိုချိုးဒီ vlog လေးရဲ့အောက်မှာချိုးချထားပေးမယ်ဒီနေ့ကကိုကလည်းလေ vlog ရိုက်ချင်တဲ့စိတ်ကလေးဖြစ်နေလို့ပြီးတော့မုလေးရလို့ပေါ့နော်ချိုးလုံးလို့ရှိရင်မုရမှာလောက်တာလုံးမလို့မုမရလို့ရှိရင်လုံးလို့မရဘူးငုကလည်းလာချင်မလာတော့လာချင်လည်းမလာဘူးခါလေကြလို့ရှိရင် vlog တွေရိုက်ပြီးတော့လေအတက်ဆက်ရတာလေခါးတွေရမ်းလာတာအချိန်နေမကောင်းဒါကြောင့်မလို့ဒီနေ့ကတော့မမရလေးဟို cherry blossom นี่အရန်ချစ်တယ်လေဒါကြောင့်မလို့ချောဒီ cherry blossom ရှိရဲ့နေရာလေးကိုသွားမှဖြစ်ပါတယ်โอเคစေ cherry blossom ကချောရဲ့အိမ်ထဲကဆိုလို့ရှိရင်15မိနစ်လောက်တော့မောင်းရတယ်။ gym နဲ့ဆိုလို့ရှိရင်လည်း15မိနစ်လောက်မောင်းရတယ်ပေါ့နော်။ဒီနေ့နေတာတယ်။ဒါကြောင့်မလို့ချိုး cherry blossom ရှိရဲ့နေရာလေးကိုပွင့်တော့ပွင့်နေတယ်cherry တွေကလေပွင့်တော့ပွင့်ပြီသီလားဒါပေမဲ့လေသူကလေပွင့်တာလားကျွေတာလားမသိဘူးတော့ so ပွင့်တာပဲနောက်ကျတာလားပွင့်တော့ပွင့်ပြီဒီမှာဟောပဲတိတ်မအေးလို့လားမသိဘူးတော့မြိုင်ဆိုင်မပွင့်ဘူးတော့ okay ဒီနေ့ရှိရဲ့ Greater Village ဆိုတဲ့နေရာလေးဖြစ်ပါတယ်ဒီနည်းနည်းနားကြီးရယ် cherry တွေကဒီနေ့ပွင့်နေနည်းနည်းသိပြီးတော့ဘလုံးမပွင့်သေးတာဖြစ်မယ်နော် cherry ပန်းတွေကအကုန်စုံအောင်မပွင့်သေးဘူးအကုန်လုံးစုံအောင်မပွင့်သေးဘူးဆိုတော့ထင်သလောက်မြိုင်ဆိုင်လာတဲ့ဆောင်တိုင်းဖြစ်မနေဘူးပေါ့နော်အဲ့တော့maybe next Friday I think next Friday လောက်ဆိုလို့ရှိရင်တော့ပို့ပြီးတော့လာမယ်နဲ့ထင်ပါတယ်ဒါပေမဲ့မထူးပါဘူး
ချောဒီကိုလည်း cherry ပန်းပင်တွေရိုက်ဖို့ပြချင်တယ်ဆိုပေမဲ့ဒီနာကနေရာလေးတွေကိုချောနဲ့အတူတူလိုက်ကြည့်ပါဒါကတော့ဒီအဟောင်းဆိုင်တွေရောင်းတဲ့ဆိုင်တွေဖြစ်ပါတယ်ဒါ Great Dam Village မှာပေါ့နော်ချောလာတာအစိုးရဖြစ်နေတော့ဆိုင်တွေကမဖွင့်သေးဘူးဒါပေမဲ့ဒီနေရာလေးကိုဒီနေရာမှာကဒါ Great Dam Village လို့ခေါ်ပါတယ်ဒီမှာက library ဆိုလို့ရှိရင်ရှေ့မှာ library ရှိပါတယ်ပြီးရင်တော့လက်မောင်းလေးအောင်းလိုက်တာကင်မရာကန်ရကဖေးရှိပါတယ်ကဖေးရှိရယ် library ရှိရယ် cherry တွေကရမ်းမပွင့်သေးဘူး library ဖြစ်ပါပြီးတော့လှတယ်ဒါပေမဲ့အရင်တော့လှမနေဘူးပေါ့နော်လှတော့လှတယ်ဒါပေမဲ့အရင်လှမနေဘူးပေါ့နော်အဲ့ရမဖွင့်သေးဘူး so ဒီ Great Dam ကိုမာကhomeless တွေနေဒီလိုမျိုး library ရဲ့အောက်မှာကိုအဲ့လိုမျိုးလမ်းတွေပေါ်မှာ homeless တွေနေတတ်ကြပါတယ်အဲ့တော့ကညဘက်ဆိုလို့ရှိရင်လမ်းလျှောက်ရတာချိုးလို့ဆိုလို့ရှိရင်မလျှောက်ရဘူးကြောက်တယ်ဒါကတော့ဒီနေရာရဲ့နယူးဇီလန်ရဲ့အားနည်းချက်ပါပဲ Auckland CBD မှာဆို CBD မှာဆိုလို့ရှိရင်အဲ့လိုမျိုး homeless အများကြီးရှိတယ်မကြည့်ဒီ coffee ဆိုင်လေးကနေထိုင်ပြီးတော့ဝင်ထိုင်လိုက်အောင်မယ် cherry bean တွေကိုကြည့်ပြီးတော့ coffee လေးတောက်မယ်ဆိုလို့ရှိရင်တော့အရင်ကကောင်းတယ်ပေါ့နော်ဒါပေမဲ့ bus တွေကအရင်က voice ဖြစ်တယ်ဆိုတော့not really good ခဏတော့စောင့်မှဖြစ်ပြီးမဲ့ရိုက်တော့မှ cherry blossom နေဆိုလို့ရှိရင်အဲ့နှစ်ကတော်တော်ကြီးကိုတက်ခဲပွင့်တယ်ဆိုတော့တော်တော်လေးကိုလှတယ်ပဲလာတော့မသိဘူးဆိုဒါကတော့ဒီ cherry နဲ့ cafe ဆိုင်ဖြစ်ပါတယ်ပေါ့နော်Hi, can I get the flat white? Small size, please. Mama. That comes to $4.40, thank you. $4? Okay. So, coffee mabiro, cherry blossom တွေကိုကြည့်ပြီးတော့ coffee တောက်မယ်ပေါ့နော် This is my plan ပေါ့ Cherry blossom is not much this year eh? Yeah, no, not much. I know, it's usually really good and really thick eh? Yeah, it's... I don't know, maybe this year weather not good or something like that eh? Yeah, I'm not too... So, the first time got cherry bean အောက်မှာ coffee တောက်တာဖြစ်ပါတယ်ပုံမှန်အားဖြင့်ချောလာလို့ရှိရင်နည်းနည်းနောက်ကျတယ်ကလေးတွေနဲ့တူတူလာတယ်ဆိုတော့ဒီနေ့ကတော့ကိုကိစ္စနဲ့ကိုကြည့်ဒီကကဖေးရပါရလဲဆိုတော့သူ့ရဲ့ menu တွေကတော့ဒါတွေပေါ့နော် Stone Care Dining so ချောကဒီကဖေးမှာတော့တစ်ခါမှတော့မစားဘူးဒါပါလေဒါက salt ဒါက pepper စုံတဲ့ pepper ကတော့ New Zealand မှာမပါမဖြစ်ပေါ့နော်ဒီမင်းစားစပွဲတိုင်းမှာရှိတယ်စုံကိုစုံတဲ့စားလေရုပ်ကောင်းတဲ့စားကိုပြပြချာချာစားကြတယ်ပေါ့ is oh coffee လေးလည်းရပါပြီပေါ့နော် so coffee ရတော့ဒီလိုလေးပါ coffee လေးလည်းရပါပြီပေါ့နော် so coffee ရတော့ဒီလိုလေးပါ so ချောကင်မရာဖုန်း vlog လေးရိုက်ဖို့စစ်စစ်မရှိဘူးမူလာလို့ရိုက်တာဆိုတဲ့အခါကျတော့လေ coffee အတူတူကောင်းတယ်လေ oh my god it's delicious ဒီ mix milk ကလေ fresh milk ကိုသုံးထားလားမသိသေးလားမွေးလေး coffee ဆိုကိုကလေအဖွားကြီးဆိုတဲ့အခါကျတော့မျက်မှန်လက်ချက်ကွာနဲ့
ချက်ပဲရှိပါတယ်ဒါဟောင်းပစ္စည်းတွေရောင်းတာပေါ့နော် offshore ဒီမှာဆိုရင်လည်း book တွေလည်းရောင်းပါတယ်အဲ့မဲ့ဒါအရန်ကောင်းတဲ့ quality ကိုအရန်ကောင်းတဲ့ quality ဆိုလို့ရှိရင်တော့ဆေးတွေပြရပါတယ်ဒီဆိုင်လေးကိုဝင်ကြည့်မယ်ဒါတွေကတော့ offshore ပေါ့နော်အင်ဂျီတွေဆိုလို့ရှိရင်cherry blossom နဲ့လည်း cherry တွေဒီနေ့သိမပွင့်ဘူးစိုင်းရပေါ့နော် cherry blossom တွေတိတ်ပြီးတော့မပွင့်ဘူးဆိုတော့ကအိမ်ပြန်ပါမယ်အိမ်ပြန်မယ်ဆိုတော့ဒီနေ့ vlog လေးကဒီလောက်ပါပဲဟင်းဆက်ချက်တယ်ဆိုလို့ရှိရင်တော့ဟင်းချက်တဲ့ vlog နောက် vlog တစ်ခုပါတွေ့ပါမယ်အဲ့တော့ bye bye have a good day ပါရှင်